တသီးတွေရဲ့ဘယင်လို့ခေါ်ကြတဲ့ဒူရင်းသီးဟာတကယ်တော့လူတက်နိုင်တဲ့အထိပြင်းထန်တဲ့လျှို့ဝှက်အန်ဒီရယ်တွေရှိနေတယ်ဆိုတာတင်သိပါသလားဒူရင်းသီးမှာပါတဲ့ diethyl disulfide လို့ခေါ်တဲ့ဓာတ်ပေါင်းဟာခန္ဓာကိုယ်ရဲ့အစိတ်အတောက်ခြေဖြတ်စနစ်ကိုကမောက်ကမဖြစ်စေနိုင်ပါတယ်ဒါကတော့ knowledge plain text right ဒူရင်းသီးဟာခန္ဓာကိုယ်ထဲမှာအပူချိန်ကိုအဆမတန်မြင့်တက်စေပြီးနှလုံးခုန်နှုန်းကိုရုတ်တရက်မြန်ဆန်သွားစေနိုင်တဲ့အစွမ်းရှိပါတယ်သွေးတိုးယောဂအခန့်ရှိသူတွေဒူရင်းသီးအလွန်အကျွံစားမိရင်သွေးကြောတွေပေါက်ထွက်ပြီးလေဖြတ်တာဒါမှမဟုတ်အသက်အန္တရာယ်ပါကြုံရနိုင်ပါတယ်။ဒူရင်းသီးမှာပိုတက်ဆီယမ်ဓာတ်အမြောက်အများပါဝင်နေလို့ကြောက်ကက်မကောင်းသူတွေစားမိရင်ကြောက်ကက်အလုံးမလုံးတော့ပဲအသက်အန္တရာယ်ရှိပါတယ်။သူ့မှာတဘာဝတကြားဓာတ်လွန်ကဲစွာပါဝင်လို့စီးချိုသမားတွေအတွက်တော့တစိတ်တစ်ပိုင်းစားယုံနဲ့တင်သွေးရင်းတကြားဓာတ်ရှော့ရနိုင်ပါတယ်။ကိုဝန်ဆောင်မိခင်တွေအနေနဲ့ဒူရင်းသီးစားရင်ဝမ်ပိုက်ထဲမှာအပူလွန်ကဲပြီးတန်နေသားကိုထိခိုက်တာဒါမှမဟုတ်ကိုဝန်ပြတ်ကြတာဖြစ်နိုင်ပါတယ်။ဒါကတော့ knowledge plain text ဒူရင်းသီးဟာအစာအိမ်ထဲမှာကာဗွန်ဒိုင်အောက်ဆိုဓာတ်ငွေ့တွေကိုအများကြီးထုတ်ပေးလို့ရင်ပြည့်ရင်ငယ်ဖြစ်ပြီးအသက်ရှူကျက်စေပါတယ်။ညဘက်တွေမှာဒူရင်းသီးအဝစားပြီးအိပ်ဆက်ခြင်းလားဇီဝကမ္မဖြစ်စဉ်ကိုမြင့်တင်ပေးလို့အိမ်မပျော်ခြင်းဝေဒနာကိုပြင်းထန်စွာခံစားရစေပါတယ်။ဒူရင်းသီးကိုကော်ဖီဒါမှမဟုတ်ကဖိန်းဓာတ်ပါတဲ့အဖျော်ယမကာတွေနဲ့တွဲစားခြင်းဟာနှလုံးရတက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒူရင်းသီးဟာကယ်လိုရီနဲ့အဆီဓာတ်အလွန်မြင့်မားတဲ့အတွက်နေတိုင်းစားရင်သွေးရင်းကိုလက်စထရောကိုရုတ်တရက်မြင့်တက်စေပါတယ်။လူနည်းစုသာသိကြတဲ့အချက်ကတော့ဒူရင်းသီးမှာပါတဲ့ပရိုတင်းဟာအချို့လူတွေမှာပြင်းထန်တဲ့အရေးပြားဓာတ်မတည့်မှုကိုဖြစ်စေတာပါ။ဒါကြောင့်ရှေးလူကြီးတွေကဒူရင်းသီးစားပြီးရင်အပူငိမ့်အောင်မင်းကွက်သီးတွဲစားဖို့ဒါမှမဟုတ်စားရည်တောက်ဖို့တတိပေးခဲ့ကြတာဖြစ်ပါတယ်။ဘယ်လောက်ပဲအရသာရှိမိမိကျန်းမာရေးအတွက်အလွန်အကျွံမစားဘဲစင်ကျင်စားသုံးကြဖို့တိုက်တွန်းလိုက်ရပါတယ်ဗျာ။ဒူရင်းသီးဟာအာဟာရပြည့်ဝပေမဲ့တစ်ချိန်စားရင်အမျှော်အနှဲငယ်တဲ့ပိုမစားမိဖို့ဆေးပညာရှင်တွေကအလေးအနက်တတိပေးထားပါတယ်